ကမ္ဘာဖလားပြိုင်ပွဲကနေတောင်ကိုရီးယားအသင်းထွက်ခဲ့ရပြီးနောက်24နာရီမပြည့်ခင်မှာနီးပြဟောင်မြန်ဘိုဟာယာရုကနေနှုတ်ထွက်ခဲ့တယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဟောင်မြန်ဘိုရဲ့နှုတ်ထွက်မှုကိုတောင်ကိုရီးယားသမ္မတကစွမ်းဆောင်ရည်မပြည့်တဲ့နီးပြလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးလက်ရွေးစင်အသင်းရဲ့စီမံခန့်ခွဲမှုစနစ်တစ်ခုလုံးကိုပြန်လည်သုံးသပ်ဖို့ညွှန်ကြားချက်ထွက်ပေါ်လာခဲ့ပါတယ်။တောင်ကိုရီးယားအသင်းဟာကမ္ဘာဖလားပြိုင်ပွဲအုပ်စု A မှာတပွဲနိုင်နှစ်ပွဲရှုံးရလက်နဲ့တတိယနေရာသာရရှိခဲ့ပြီးအကောင်းဆုံးအုပ်စုတတိယနေရာနဲ့32သင်းအဆင့်တက်ရောက်ရေးမျှော်လင့်ချက်ကလည်းစနေနေ့မှာအဆုံးသတ်သွားခဲ့ပါတယ်။နီးပြဟောင်မြန်ဘိုကပထမဆုံးအနေနဲ့အသင်းကိုချစ်မြတ်နိုးပြီးလက်ရွေးစင်အသင်းကိုအမြဲအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုစိတ်ရင်းမှန်နဲ့တောင်းပန်လိုပါတယ်။ဒီနေ့ကစပြီးတောင်ကိုရီးယားလက်ရွေးစင်အသင်းနီးပြရာတို့ကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်ရွေးစင်အသင်းနီးပြတာဝန်ကိုလက်ခံဖို့ဆိုတာကျွန်တော်အတွက်ဘယ်တော့မှမလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့တာဝန်ကိုလက်ခံခဲ့ပြီးတဲ့နောက်မှာတော့စင်ကြေတွေအကြောင်းပြချက်တွေကိုတခါမှမစင်စားခဲ့ပါဘူး။ကျွန်တော်ပေါ်အနှင်းခဲ့တဲ့တာဝန်ကိုနောက်ဆုံးအချိန်ထိကျေပွန်အောင်ထမ်းဆောင်ဖို့ပဲအမြဲယုံကြည်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားအသင်းဟာအခုကမ္ဘာဖလားအုပ်စုအဖွင့်ပွဲမှာချက်အသင်းကိုအနိုင်ရခဲ့ပေမဲ့မက္ကဆီကိုနဲ့တောင်အာဖရိကတို့ကိုရှုံးနိမ့်ခဲ့ပြီးအုပ်စုဆင့်ကနေထွက်ခဲ့ရပါတယ်ရှင်။